ဟာသူ့ရဲ့ပတ်စံအိတ်ကိုလမ်းမှာပြုတ်ကျခဲ့မိရဲ့ကံမကောင်းစွာနဲ့ပဲအနီးနားကနွားတစ်ကောင်ကအဲ့ဒီပတ်စံအိတ်ကိုစားသွားခဲ့တယ်သူလည်းဒေါသထွက်ပြီးနွားကိုတတ်လိုက်ရတယ်ပြီးတဲ့နောက်မှာတော့နွားရဲ့အစာအိတ်ကိုခွဲထုတ်ပြီးအဲ့ဒီအစာအိတ်တစ်ခုလုံးကိုအစိုးရဌာနတစ်ခုစီတင်ပို့လိုက်ပါတော့တယ်ဒီနေရာမှာတည်တည်ထားဖို့ကဒီအစိုးရဌာနဟာပျက်စီးသွားတဲ့ငွေစက်ကူတွေကိုကင်တွယ်ဖြည့်ရှင်းပေးတဲ့နေရာမျိုးပါဥပမာတင်းရဲ့ပတ်စံတွေကိုမီးဖိုထဲမှာဝတ်ထားမိပြီးမေ့သွားတဲ့အခါမီးဖိုကိုဖွင့်လိုက်မိလို့ငွေတွေမီးလောင်သွားရင်တော့ဒီနေရာကိုပို့ပေးလို့ရပါတယ်အဲ့ဒီမှာရှိရဲ့ကျွမ်းကျင်သူတွေကမီးလောင်ထားတဲ့ငွေစက်ကိုအပိုင်းအစတွေကိုဗဟင်းနီးတစ်ခုလိုမျိုးစိတ်ရှည်လက်ရှည်နဲ့ပြန်လဲစုစည်းပေးကြပါတယ်အကယ်၍ငွေစက်ကူရဲ့တဝက်ကျော်ကိုသူတို့ရှာဖွေတွေ့ရှိသွားမယ်ဆိုရင်တင်းကိုအဲ့ဒီပတ်စံရဲ့တန်မိုးအတိုင်းပြန်လဲပေးချင်မှာပါဒါကြောင့်သူ့နွားအစာအိမ်ကိုပို့လိုက်တဲ့အခါမှာတော့အစိုးရဌာနကအစာအိမ်ကိုခွဲထုတ်ပြီးအထက်ကတဝက်တစ်ပြက်ဖြစ်နေတဲ့ပတ်စံတွေကိုပြန်ထုတ်ယူပေးခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာအဲ့ဒီပတ်စံတွေအတွက်ဒေါ်လာ600တန်မိုးရှိတဲ့ချက်လက်မှတ်ကိုပြန်လဲရရှိသွားခဲ့ပါတယ်